Ok, alo mình là bao cho nó như cô đấy. Tuyến sai đây cho nó như cô đấy mấy thà rồi đó. Cho nó mấy thà đấy khá mà. Tất đồn nhà đấy mấy cô mọ nó. Tất đồn mấy nhà đấy mấy cô mọ. Thì Apu bain đi đáp mà tuyến sai lo ya là cho nó mấy thà đấy khá mà. Cho nó từ lúc nhớ chỉ mà nó cho nó như cô đấy. Sai lo ya là rồi. Sai lo ya đấy cho nó to cả. Tại vì mình nên khem cho nó như cô đấy nó nên khem. Bà phía lên rồiနောက်ထပ်တစ်ခုကစိုက်လို့ရတယ်ဆိုတာဘာကြောင့်ကျွန်တော်ပြောလဲဆိုတော့အပူပိုင်း data ဖြစ်ပေမဲ့နောက်ထပ်တစ်ချက်ကမြေကြီးကောင်းတယ်ဆိုလို့ရှိရင်တော့စိုက်လို့ရတယ်เนาะတကယ်လို့ကိုယ်စီးပွားဖြစ်နေစိုက်မယ်ဆိုရင်ပေါ့เนาะကျွန်တော်ညီကိုယ်စီးပွားဖြစ်နေစိုက်မယ်ဆိုလို့ရှိရင်တော့ကိုမကျွမ်းကျင်ဘူးဆိုတာနည်းနည်းတော့ခက်တယ်เนาะနည်းနည်းတော့ခက်တယ်အဲ့တော့ကိုမကျွမ်းကျင်ဘူးဆိုလို့ရှိရင်စားပေးအပ်လိုက်စားပေးအပ်တဲ့ခါမှာကျွန်တော်မှာအရင်နည်းရှိမယ်ကျွန်တော်မှာတနစ်တာလုံးလဲပတ်နိုင်တဲ့ပေးနိုင်တဲ့မခန်းတဲ့ရေရှိရမယ်ပြီးရင်ကိုမှဒူးရင်းနဲ့ပတ်သက်ပြီးပညာကိုမှတင်ယူလေ့လာထားတဲ့အရာလေးရှိရမယ်မရှိဘူးဆိုရင်လည်းကိုစားပေးအပ်ရမယ်အဲ့ဒီအပူပိုင်း data တွေနေရာကျွန်တော်အခုဒီမှာနေတဲ့ထိုင်းနိုင်ငံဒီဝဟင်ပါလို့အိုနေရာမှာဆိုလို့ရှိရင်လူတော်များများရောက်နေတယ်ပြီးထိုင်းနိုင်ငံတနိုင်ငံလုံးမှာကျွန်တော်တို့ဒီနေတဲ့နေရာကအရန်အပူဆုံးနေရာဖြစ်တယ်ဒီຫນွေပိုင်းဆိုရင်ကျွန်တော်ညီကိုတွေကျွန်တော်ပြောပြမယ်ဒီချောင်းမြစ်ချောင်းကြီးတော့မှလုံးဝခန်းချောက်သွားတယ်အဲ့မှာရေကလည်းကုန်အသီးကလည်းထွက်တဲ့အချိန်မကြခင်ခူးတော့မဲ့အချိန်နဲ့ရေကုန်တဲ့ကာလနဲ့ကွက်တိတော့ဖြစ်တယ်နော်အဲ့ကြောင့်မလို့တအားပူတဲ့နေရာဖြစ်ပါတယ်လို့ဒါပေမဲ့ကျွန်တော်တို့စိုက်ရတာလွယ်လားဆိုတော့မလွယ်ဘူးတခြားနေရာနဲ့မလွယ်ဘူးတခြား data နဲ့မလွယ်ဘူးအဲ့ကြောင့်မလို့ကျွန်တော်အတွက်ကတော့ပူတာကျွန်တော်မကြောက်ဘူးကျွန်တော်ကြောက်တာကမြေကြီးမကောင်းမှပဲကြောက်တယ်ဒါပေမဲ့မြေကြီးမကောင်းဘူးဆိုလို့ရှိရင်လည်းကိုကမြေကြီးကိုပြုတ်ပြင်ပြီးတော့မှစိုက်လို့လည်းရပြန်တယ်เนาะဒီနီးလန်းနဲ့လည်းရပြန်သေးတယ်ဒါပေမဲ့တအားပူတဲ့ခါကျတော့ကျွမ်းကျင်မှု level တစ်ခုလောက်တော့ရှိမှရမယ်ပေါ့ကျွန်တော်ညီကိုတွေတကယ်ကိုစီးပွားဖြစ်နေစိုက်မယ်ဆိုလို့ရှိရင်ကိုကတိတ်နားမလဲဘူးဆိုလို့ရှိရင်ကိုကစားပင်ခါလိုက်ကိုကစားပင်ခါပြီးတော့မှဘယ်လိုခေါ်မလဲစားပင်ခါတဲ့အခါမှာကိုပတ်စံကုန်သွားတာမကြောက်နဲ့စားပင်ခါတယ်ဆိုတာဘာနဲ့သွားလဲဆိုကျွန်တော်တို့ကဒီဘယ်လိုခေါ်မလဲစားဆိုင်ပြီးတော့မှဘယ်လိုပြောမလဲမြေချစိုက်တာနဲ့ကျွန်တော်တို့ကအဲ့ဒီကနေစပြီးတော့မှเนาะ3-4နှစ်လောက်ကျွန်တော်တို့အရွက်ပဲလောက်ရတာလေအပင်ကြီးဖို့တော့3-4နှစ်လောက်ကျွန်တော်တို့အပင်ပဲပြုစုရတာအပင်ပြုစုတယ်ဆိုတာအရွက်ကိုပဲပြုစုနေရတာ哦အဲ့တော့ကျွန်တော်တို့ကအဲ့ဒီမှာစားပင်ငှားတဲ့အခါမှာကျွန်တော်တို့ကဘာနဲ့သွားတူလဲဆိုတော့အဲ့ဒီ3-4နှစ်အတော်သွင်းထဲမှာကျွန်တော်တို့ကပတ်စံကလုံဘူးတဲ့ထဲ့နေတယ်လို့မျိုးကိုကသဘောထားအဲ့လိုမျိုးသဘောထားလိုက်ဘာဖြစ်လဲဆိုတော့ကိုနဲ့တိတဲ့သူကိုထက်ကျွမ်းကျင်တဲ့သူကိုကငှားလိုက်တဲ့အခါမှာတနေ့ကျရင်အဲ့ဒီကိုလုံမှုတဲ့ထဲ့တဲ့ပတ်စံကတနေ့ကျရင်ကိုပြန်ခွဲရမှာပဲကိုပြန်ရမှာပဲဘာဖြစ်လဲဆိုတော့ကျွမ်းကျင်တဲ့လူတယောက်ကိုငှားလိုက်တဲ့အခါမှာသူကကြည့်ပေးလှုပ်ပေးကြိုင်ပေးနေတဲ့ခါကျတော့နီလန်းစနစ်မှန်နဲ့သွားတဲ့ခါကျတော့ကိုကဆုံးရှုံးမှုကထိခိုက်မှုကနည်းမှာဖြစ်တယ်အဲ့လိုမျိုးမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုဘာသာကိုသူများတွေကိုလိုက်မေးတယ်ကိုယ်တိုင်ကလည်းပြဿနာတစ်ခုဖြစ်လာတဲ့အခါမှာအပင်နဲ့ပတ်သက်ပြီးတော့မှကိုကမဖြေရှင်းတတ်ဘူးဆိုရင်ဒုက္ခရောက်လာပြီဆိုလို့ရှိရင်ကိုကအဲ့ဒီချိန်ကျမှဟိုလူပြောတဲ့စေးလိုက်ဖြန်းဒီလူပြောတဲ့စေးလိုက်ဖြန်းဆိုလို့ရှိရင်အဲ့ဒီအချိန်မှာကိုကကြီးကျယ်ဒုက္ခရောက်မှာပြီးရင်ကိုထည့်ထားပေးတဲ့ပတ်စံတွေအားလုံးကရင်းနှီးထားတဲ့အရာတွေအားလုံးကလည်းပျောက်ကွယ်သွားနိုင်မှာဖြစ်တယ်အဲ့ကြောင့်မလို့ကျွန်တော်ညီကိုတွေတစ်ချက်သတိထားပါနံပါတ်1ချက်စီးပွားဖြစ်ဆိုင်မယ်ဆိုလို့ရှိရင်ကိုနားမလဲသေးဘူးပြီးလို့ရှိရင်ကိုနေရာ data ကလည်းစိုက်လို့ရတဲ့ခက်တဲ့နေရာဆိုလို့ရှိရင်တော့မဖြစ်မနေစားပင်ခါဖို့တော့ကျွန်တော်တို့ပတ်စံမှန်နှမျောပါနဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်ပြောပြမယ်ကျွန်တော်ညီကိုတွေဒူးရင်းလို့ပြောတဲ့အခါမှာဒီလူစိုက်တယ်အောင်မြင်တယ်ဒီလူစိုက်တယ်မအောင်မြင်ဘူးစိုက်တိုင်းလည်းအောင်မြင်မယ်မဟုတ်ဘူးဒါပေမဲ့စိုက်တိုင်းလည်းဆုံးရှုံးမယ်လို့လည်းမဟုတ်ပြန်ဘူးเนาะအဲ့ဒီတော့စိုက်တဲ့အခါမှာဒီနေ့နီလန်တကြနဲ့เนาะစနစ်တကြနဲ့သူဒူးရင်းတဘောနားလေပြီးတော့မှစိုက်တဲ့သူကတော့အောင်မြင်သွားတာပဲဒါပေမဲ့တဘောတရားနားမလဲတဲ့အခါမှာဖြစ်လာတဲ့အခါမှာအပိနဲ့ပတ်သက်ပြီးဖြစ်လာတဲ့အခါမှာသူအန်တယ်များတဲ့ဒီဒူးရင်းပင်ကဘယ်လိုခေါ်မလဲဆိုလို့ရှိရင်သူကရန်သူများတယ်လေရန်သူများတယ်ဒီကောင်တွေကအဲ့တော့ကိုကမဖြေရှင်းတတ်ဘူးဆိုရင်တနေ့ကိုအခက်တွေ့မှာဖြစ်တယ်လို့เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်ညီကိုတွေနည်းနည်းပပစိုက်တာကတော့ကျွန်တော်မပြောဘူးဒါပေမဲ့အများနဲ့စီးပွားဖြစ်နေစိုက်မယ်ဆိုလို့ရှိရင်အဲ့လိုမျိုး data တွေမှာဆိုလို့ရှိရင်ကြည့်ရှုပေးမဲ့သူလုပ်ပေးမဲ့သူကျွမ်းကျင်တဲ့အလုပ်တဘောတရားနားလဲတဲ့သူလိုအပ်ပါတယ်เนาะအဲ့ဒီခါကျမှကို
တနေ့ကျရင်ကိုကဒီလိုမျိုးအပင်တွေရလာမှာဖြစ်တယ်ဒီလိုမျိုးအပင်တွေကနေပြီးတော့မှအသီးတွေသီးလာမှာဖြစ်တယ်နောက်မို့ဆိုလို့ရှိရင်ညီကောင်မတို့အဲ့လိုမျိုးမှန်လားမှားလားမသိဒီလိုမျိုးစမ်းတက်ပြီးတော့မှဟိုဟာလှုပ်လိုက်ဒီဟာလှုပ်လိုက်ဟိုဟာဖြန်းလိုက်ဒီဟာဖြန်းလိုက်နဲ့သွားတဲ့သူတွေတော်တော်များများကနောက်ဆုံးမှမနိုင်ဘူးနော်ဒုက္ခရောက်တာပဲများတယ်ဒါပေမဲ့တခါတည်း तू တွက်ချက်ထားပြီးသားရကိုရရမယ်ဆိုတော့သဘောတရားဒူးရင်သဘောတရားလည်းနားလဲတဲ့သူတွေကြတော့ तू ကတနေ့ကျရင်ရကိုရတယ်အဲ့ဒါကြောင့်မလို့ तू ဘာဖြစ်လို့ तू အခက်ခဲဖြစ်တဲ့ခါမှာ तू ကုတလို့တတ်တယ်လေ तू ဖြည့်ရှင်းလို့တတ်တယ်လေရေကြောက်လားမြေကြောက်လားမြေဩဇာကြောက်လားအပေကြောက်လားဆေးကြောက်လားပါပိုးကြောက်လား तू အကုန်သိထားတာ तू ဒူးရင်နဲ့ပတ်သက်ပြီး तू အကုန်တင်ယူထားတဲ့ခါကျတော့ तू ကမကြောက်ဘူးပါပြဿနာပဲလား तू ကမကြောက်ဘူးဒါပေမဲ့မသိတဲ့သူတတ်တာဘာဖြစ်လဲအရွက်လေးနဲ့ဝါလာတာနဲ့အိုးစားမွေအိတ်မပြောတွေဖြစ်ပြီးနော်အရွက်လေးနဲ့ဝါလာနဲ့ဘာဖြစ်လဲနားမလဲတာဟုတ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ညီကိုတွေစီးပွားဖြစ်ဆိုင်မယ်ဆိုရင်ကိုစားပစ်အပ်ပါပြီးလို့ရှိရင်ကိုအချံကိုကြည့်ပေးမဲ့သူတောင်းယူပေးမဲ့လူနော်ရှိမယ်ဆိုလို့ရှိရင်ကိုအဆင်ပြေဒါပေမဲ့ကိုယ်တိုင်ကကျွမ်းကျင်ရှိတယ်ဆိုလို့ရှိရင်လည်းကြောက်စရာမလိုဘူးကိုလှုပ်လို့ရတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ညီကိုတွေကိုလာပြီးတော့မှရှင်းပြတာဖြစ်ပါတယ်ဒီနေ့အဲ့ဒီပူပိုင်း data ဘက်မှာစိုက်ရချင်းမရချင်းဆိုတော့မေကုန်းနေနဲ့ပတ်သက်ပြီးတော့မှလာပြီးတော့မှဖြေချပေးတာဖြစ်ပါတယ်လို့ကျွန်တော်ညီကိုတွေအားလုံးအပင်တွေလည်းလှပြီးတော့မှနော်ကြီးထွားပြီးတော့မှဒီနေ့ကျရင်များစွာသောအသီးနှံတွေကိုရိတ်သိမ်းရသောသူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်ကဲ့